အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ပိတ်ရက်တုံးကငွေဆောင်သွားတော့အတွေ့အကြုံလေးကိုချက်တော့ share လေးလုပ်ပေးချင်ပါတယ်မနက်3 နာရီခွဲလောက်နေစထွက်ခဲ့ရပေါ့နော်6 နာရီလောက်ကျတော့ဒီလိုမြူလေးစိုင်းပြီးရသူလူလေးရတဲ့ရမ်းတာရပါတယ်ဒါနဲ့သမီးနေရတော့တလန်းလုံးအိတ်လာတာပသိမ်ရောက်မှပဲသူတို့နိုးတယ်ပေါ့နော်လမ်းကတော့ရန်ကုန်ပသိမ်လမ်းမှာဆိုရှင်ပန်းတနော်တစ်ဖြတ်ပေါ့နော်အဲ့လမ်းကတော့နည်းနည်းဂျိုင်းလေးရှိရောရှောင်သွားတဲ့ဟာလေးရရှိပါတယ်ပသိမ်မုံရွာလမ်းပေါ်ရောက်တော့လမ်းအဆင်ပြေပါတယ်။ဆိုရင်ဟိုတယ်ကိုရောက်ပြီပေါ့နော်။ကျမတို့တဲ့ဟိုတယ်ကအေးဆဲဟိုတယ်ပါ။၄ ယောက်ခန်းလေးထားတာပါ။အေးဆဲမှာတဲတာဒါဒုတိယချိန်မြောက်ပေါ့နော်။အဲဟိုတယ်ကိုကြိုက်တာကြတော့ဒီမှန်နေလိုက်ခါကြီးဖွင့်လိုက်တာနဲ့အိယာတန်းနေကန်းကြီးကိုမြင်နေရတဲ့ feeling လေးကိုအရင်သဘောကျရပေါ့နော်။ပထမတဲတော့အပေါ်တက်ပေါ့နော်။အပေါ်တက်ရှူကင်းနဲ့လာပြီးအောက်ထက်ကလည်းယူကန်နဲ့တစ်ဆက်တည်းဆိုတော့ထွက်လိုက်တာနဲ့ကိုတန်းရောက်တဲ့အတွက်အောက်ထက်ကိုလည်းသဘောကျပါတယ်။ရောက်ချင်းအခန်းထဲကနေပြီးတော့ပင်တွေကိုလှမ်းမြင်ရတဲ့ feeling ကိုအရန်သဘောကျပါတယ်။ရောက်တာနဲ့အခန်းကလွတ်နေလို့ရှိရင်တော့တခါတည်းတန်းဝင်လို့ရပါတယ်။အထုပ်တွေချပြရတယ်ကျွန်မပင်တဲ့ဘက်ကိုတစ်ချက်ဆင်းလာပါတယ်။ကလေးရတယ်အရန်ကိုဆင်းကျင်နေပြီပေါ့နော်။ပင်လေကိုကြည့်ရတဲ့ feeling ကမှမတူပါဘူးနော်။ပြီးတော့ကျွန်မတို့နီးလေစာကိုအခုနာမည်ကြီးနေရဲ့အီမြစ်တာနေမှာလိုက်ပါတယ်။လူကြီး2 ယောက်စာကို4 တောင်းပေါ့နော်။သူကပင်လေစာ3 မျိုးပါ။ခနန်းရယ်ပြီးကြီး9ရယ်ပစုံတုတ်တွေကျွန်မမှားလိုက်ကစုံရဲ့ကြော်ရဲ့ဟင်းရည်ရဲ့ငပိရည်နဲ့တိုးစရာနဲ့ငပိတောင်းဖို့ကတော့သူတို့ free ထည့်ပေးရပါတော့အဲ့မှာကစုံရဲ့ကြော်တော့ကျွန်မတိတ်မကြိုက်ဘူးပေါ့နော်သူကစီလုံးပြုတ်လို့ဖြစ်နေရောလေမှာထားတဲ့ဟင်းလေးကတော့အဆင်ပြေပါရဲ့2 ယောက်စာအတွက်ဆိုလဲပူရှင်ရများတယ်လို့ပြောရမယ်ပေါ့နော်2 ယောက်စာ4 တောင်းထမင်းဆိုလဲလုံလောက်ပါပါတယ်ခနန်းလေးကတော့အကောင်သေးရပေါ့နော်ဒါပေမဲ့ရတာတော့ခြူပါတယ်သူစည်းနဲ့သူကတော့တန်ပါတယ်ဒီချင်းကအချိုချက်လေးလည်းမစိုးပါဘူးရှင်အကောင်လေးကြီးရပေါ့နော်ပိတ်ရက်ဆိုတော့အမှားကြီးများတော့မနက်စာဆိုညတွေကမှားရတယ်ညစာဆိုရင်နေ့လယ်လောက်တည်းမှားရတယ်ပေါ့နော်နောက်နေ့ကျတော့ညီမတို့က M3 restaurant မှာစားပြပါတယ်အမှားတော့ဘာဟင်းပွဲမဆို2000ခွဲ3000ပေါ့နော်ခလေးတွေကပစုံစီကျွန်းအဆက်ကြော်မှာကျင်နေဆိုတော့အဲ့ဒါလေးမှာပြတယ်ပေါ့နော်တုံရန်ဟင်းညိုလေးနဲ့ပါတုံရန်ဟင်းညိုကတော့အကြီးကျဲတယ်လို့ခံစားရတယ်ပေါ့နော်ပစုံကြော်ကတော့အဆင်ပြေပါတယ်ကိုရှင်းလည်းများတယ်ပေါ့နော်ညဘက်ကျတော့မတော်ဒီဟိုတယ်မှာပဲ AC ပေါ့နော်နားဖြစ်ပါတယ်နောက်နေ့မနေ့စောစောလမ်းလျှောက်တယ်ပေါ့နော်မနေ့ပိုင်းတစ်ဖြက်ဓာတ်ပုံလေးရရင်လမ်းလျှောက်မယ်ဆိုပြီးတော့ထွက်ခဲ့ကြရပေါ့နော်အရှိမဟိုလျှောက်ဒီလျှောက်ဓာတ်ပုံကလေးတွေအိတ်တုံးလေးပေါ့နော်ခဏထွက်ပြီးတော့ဓာတ်ပုံဆင်ရိုက်ပါတယ်ညဘက်ကျတော့ငွေဆောင်ညစီကိုရှောက်ဖြစ်ပါတယ်ငွေဆောင်ညစီကိုရှောက်တီရှောက်နေပဲဆိုင်တစ်ဆိုင်ဝင်ထိုင်လိုက်တယ်ပေါ့နော်အဲ့မှာ9 ကင်နဲ့သမင်းတရုတ်သမင်းကြော်နဲ့ကလေးတွေအတွက်မှာဖြစ်တယ်ပေါ့နော်9 ကင်ကတော့သူကအရသာနှက်ထားတာမဟုတ်တဲ့အတွက်ကြောင့်အရသာဝင်မနေဘူးပေါ့နော်သူ့အချင်းကိုလည်းဒီမှာတိတ်တော့မကြိုက်သမင်းကြော်တော့အရသာရှိပါတယ်သမင်းကြော်တော့ကြိုက်ပါတယ်9 ကင်ကတော့အရသာဝင်မနေဘူးဆိုတော့9 ကင်တော့ကြိုက်ပါဘူးအမှားတဲ့ဆိုင်လေးကတော့မောက်စားခဲ့တဲ့ဆိုင်လေးကတော့သူကဒီမှာပါပေးထားတယ်ရှင်းလုံဆိုတဲ့ဆိုင်လေးပါ9 ကင်တကောင်2000ခွဲဆိုဈေးလေးကတော့မစိုးဘူးပြောရမယ်။သမီးကတော့ဘယ်နေရာရောက်ကြက်ကြော်ပေါ့နော်။သူကတော့ကြက်ကြော်စားပါတယ်။ 1 2 3ကျမရဲ့တင်ဆက်မှုပြီးတော့ကျမသမီးလေးရဲ့တင်ဆက်မှုပေါ့ရှင်။ရှိနေဗီဒီယိုလေးပါရှေ့မှာတော့ပင်နေရှိပါရဲ့ဒီမှာတော့မောင်လေးကဒီမှာဒန်ဆင်းနေပေါ့ဝါပြောစရာကြီးဝါပြောစရာကြီး oh my gosh hello okay ရှေ့မှာတော့ပင်နေပါပြီးတော့မမေကကျတော့ဟိုဘက်တဲလေးမှာပေါ့နော် hello မဲတတာ